はい、皆さんこんにちは、はるきです。なんか、日本語でဒီနေ့ရပါတော့မိုးရွာတာတိတ်သွားပြီအခုပန်းချန်ထဲမှာလမ်းလျှောက်ထွက်နေနဲ့အဲ့ဒီဘီးတူဝယ်လာပါတော့အခုဒီဘီယာ9ဘူးထဲမှာဒီတိုင်းအပျော်တဘောနေနဲ့ဒီဗီဒီယိုလောက်တော့ပါတော့ဘယ်ဟာကိုအကြိုက်ဆုံးလဲဆိုတော့စမ်းတောက်ကြည့်ပြီးတော့အကုန်လုံးအိုဆူဆူမဲ့လုပ်ပါမယ်ကဲဘိုင်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 ရနိုင်ဒီထဲမှာပေါ့နော်မကြည့်ပဲနဲ့လောက်လိုက်မှာကဲဒီဟာတစ်ခုဒီဟာပေါ့နော်သူကဘာလဲဆိုတော့mango super cooling တရက်တင်းနဲ့ sparkling နဲ့ခုပြောထားအရာတာဒါဆိုဒီဟာလေးအခုတော့အေးတရက်တီးလဲတော်တော်ကြိုက်နေဆိုတော့ဒီဟာလေးကိုအရင်ဆက်တောက်ကြည့်ပါကဲဝါ sparkling นะဆိုတော့ဟိုက်ကြောက်လို့ရှိရင်တောက်ကြည့်ပါမယ်အာလ်ကိုဟ်က4%တော့ 4% ပဲရှိတဲ့ကြောင့်အရသာအရန်မပြင်းဘူးတောက်လို့ကြိုက်တဲ့ထဲမှာပါအေးအချိုရည်တောင်းနေရတယ်လို့ပဲအေးမိတ်ကလေးလေးတွေတွေ့လဲအိုဆူဆူမဲ့လုပ်ပါတရက်တီးရတာလောကအပြည့်ရရပါတော့ဘာလို့လဲဆိုတော့4%ဖြစ်တဲ့အတွက်ကြောင့်ကိုဟောရတာအရန်မပြင်းဘူးပေါ့နော်ဗျာဒီမစိုးကြာတာကတော့ပြီးမှနဲ့အခုလက်ရှိကတော့နံပါတ်1ပေါ့နော်အချစ်ပါထဲမှာကဲဒါဆိုဒီဟာလက်ရှိပထမဆုံးတောက်တဲ့အတွက်ကြောင့်အချစ်ပါကြာဒါစကီနောက်တစ်ခုမုံရတာနဲ့ခုနကတည့်တင်နဲ့ sparkling နဲ့ဒီဟာကမုံကမမော်တီနော်မမော်တီနဲ့ sparkling နဲ့ဒါကိုကြည့်အောင်ကဲကိုတို့နှစ်ခုဟိုတော့မတူနော်ကုမ္ပဏီကတော့မတူဒီဟာလေးကိုဆက်တောင်းကြပါဟိုက်ဘိုင်ဘိုင်သူကအကိုဟောကခနဲ့ရခိုင်တော့7ခုနက4ရခိုင်တော့ဟို4ရခိုင်တော့ပေါ့နော်ခနဲ့ဖြစ်တဲ့ကြောင့်နည်းနည်းအရသာပြင်းတဲ့ထဲမှာပါတယ်မူရတာနည်းနည်းလေးပဲရတယ်ဒါကြောင့်မို့လို့ခုနဟာလေးပို့ကြိုက်တယ်ပေါ့နော်ဒါဆိုဒီဟာအချစ်ပန်ခေါ်တဲ့နီးပါကဲဒါဆိုရင်နောက်တစ်ခုတော့ကြာဒီ3ဘူးပေါ့နော်ကြာ3ဘူးထဲမှာဒီကတော့ခုန sparkling မဟုတ်ဘူးပေါ့နော်သူကတော့ဘီယာအခုနောက်တစ်ခုကတော့ sparkling ပါပေါ့နော်ဒါကတော့ရိုးဘီယာခီလင်းကနေလှုပ်ထားတဲ့ဘီယာပေါ့နော်ဒီဟာလေးကိုတောက်ကြည့်အောင်ကြာအိုးခေါ်လဲအဝါအမြုပ်တွေအဝါလို့ခေါ်ရပါတော့ကဲတောက်ကြည့်အောင်ဘီယာတော့မြန်မာမှာနေတော့တောက်လေးရှိရကြိုက်တယ်ပေါ့နော်ဒါပေမဲ့အခုတော့ဘီယာတိတ်မကြိုက်ဘူးပေါ့နော်ခုန sparkling ရောတဲ့ဟာလေးဒီရက်ပိုင်းတော်ကြိုက်နေရပါတော့ဒီကလို့ဘီယာကြိုက်တဲ့လူတွေဆိုရင်ဒီဟာလေးတောက်ဆန်းတောက်ကြည့်ပါတော့မစိုးရတာပုံမှန်ဘီယာတွေနဲ့အရသာလေးကပိုထူးခြားသလိုပဲကဲဒါဆိုရင်နှစ်ခုပဲကြာတာဒီကတော့ဘီယာတိတ်မတောက်တဲ့ကြောင်ဆမ်းပါကဲနောက်နှစ်ခုဘယ်ဟာရွေးခေါ်မလဲကဲဒီဟာကခုနကမုံကြာတမ်းမြသေးလားမသိဘူးမတောင်းရသေးခင်မူးသွားရမယ်ကဲuse itညီမတို့ဘယ်လိုခေါ်လဲတော့မသိဘူးတံမြာသေးတော့ထင်ပါဒါဘူးလို့ဆိုတဲ့ကြောင့်တံမြာသေးရတာနှစ်ဆပေါ့နော်တော့ပုံမှန်စာဝါအရသာဘယ်လိုပြောရမလဲမသိတော့ကိုဟောတော့ခုနဟာနဲ့မမိုနဲ့တူတူပဲခဏ7ပေါ့နော်
အဲကြောင့်မို့လို့တိတ်မကြိုက်ဘူးပေါ့နော်မုံမုံနဲ့သူနဲ့ဆိုသူ့ကိုနံပါတ်3ပေါ့နော်3နေရာမှာထားရဆိုအခုလက်ရှိကနံပါတ်1က Ichiban က mango ပေါ့နော်ကြာဆိုရင်နောက်ဆုံးတူဘူးသူကအဲ့ mango နဲ့ orange နဲ့တည့်ရတဲ့နဲ့ lemon တီးနဲ့ပေါ့နော်ကြာဆိုရင်ကြည့်အောင်သူကအေကိုဟောခနဲ့ဟိုခုနတောက်တဲ့ထဲမှာဒီဟာပထမဆုံးတောက်တဲ့ဟာဖူ400ခိုင်တော့ပဲအနည်းဆုံးကျန်တဲ့ဟာတွေခနဲ့ပေါ့နော်ဒီဟာလေးကိုကြည့်အောင်ကိုလေ mango orange ဟိုက်ကဲတောက်ပါဦးမယ်တော့နခုမန်ဂိုနဲ့ orange နဲ့ရောထားဒါပေမဲ့ mango ရတာသိမပေါ့ orange ရတာပေါ်တယ်ပေါ့နော်ဒီဟာလေးမဆိုးကြိုက်တယ်ဒါဆိုဒီဟာကိုနိဗ္ဗာန်ဟုတ်ပြန်ပြောမှဆိုရင် Ichiban ကအကြိုက်ဆုံး အိုဆူဆူမဲကိုယ့်ရဲ့ကိုအကြိုက်ဆုံးပေါ့နော်ကျန်တဲ့လူတွေတော့မသိဘူးနော် Ichiban အိုဆူဆူမဲကနကခေါ်တဲ့ mango sparkling ကိုဟော400ခိုင်တော့အနည်းဆုံးပေါ့နော်အချိုးတောက်ရတာကြိုက်လို့လားမသိဘူးနံပါတ်2နိဗ္ဗာန်အဲ့ဒီ mango နဲ့ orange နဲ့ရောထားတဲ့ဟာနံပါတ်3က momo sparkling နံပါတ်4ကအဲ့ဒီ yuzu double နောက်ဆိုတော့ဘီယာတိတ်ဒီရက်ပိုင်းမတောက်ဖြစ်တဲ့အတွက်ကြောင့်ဘီယာတိတ်မကြိုက်တော့ဘူးပေါ့နော်ဒါကြောင့်မလို့နံပါတ်နောက်ဆုံးကိုကဘေးဒါတဲ့ဒီဗီဒီယိုအပျော်တော်နဲ့လောက်ရတဲ့ကြောင့်ဒီတိုင်းလေးပဲလိုက်ပြီးတော့ကြည့်ပေးပါကဲဒါလည်းနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်မတနဲ့